Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထမင်းပူပူနဲ့တွဲစားရန်အတွက်အိမ်မှာသားတူတုတ်လေတုတ်စားဖြစ်လို့တုတ်နေလေးကိုပြန်လက်ညှောက်ရေးပေးလိုက်ပါတယ်ပထမဆုံးဖြူတို့သားတူကိုရေနဲ့စိမ်ထားပေးလိုက်ပါမယ်သားတူကိုတော့ဖြူတစ်ထုပ်သုံးထားတယ်ပေါ့နော်ဒီတစ်ထုပ်စားဆိုလို့ရှိရင်အများကြီးရပါတယ်ဒီနေရာမှာကိုကအများကြီးမစားဘူးဆိုလို့ရှိရင်တော့တစ်ဝက်တော့ပဲတုတ်ပါနော်ခဲ့ပြီးတော့ဖြူတို့ပဝင်တဲ့ပစ္စည်းလေးတွေကိုအစင်သိလေးထားပေးလိုက်ပါမယ်ဒီသားတူလေးကိုရေစိမ်ထားရေးပေါ့နော်ဒီအုံဆုံးဖြူကစက်တုံးတစ်လုံးကိုခပ်ပပနေထားလေးတွေလှီထားပေးလိုက်ပါတယ်ပြီးတော့ကော်ဖီနှင်းငယ်ကိုလည်းခပ်ပပနေထားလေးတွေပဲလှီထားပေးလိုက်ပါတယ်ရှင်ဒီတုတ်နီလေးကတော့တစ်မျိုးလေးဆန်းနေပေါ့နော်အရင်ကဖြိုးတင်ပေးဖူးတဲ့နီးတွေကကြတော့ဓာတုကိုကြော်ပြီးတော့ပြန်တုတ်တဲ့နီးလေးပေါ့နော်ဒီနီးကတော့စီကြောက်တဲ့သူတွေအတွက်အဆင်ပြေပါတယ်ဓာတုကိုပြုတ်ပြီးမှပြန်တုတ်တဲ့နီးလေးပဲဖြစ်ပါတယ်ရှင်ပြီးရင်တော့ငှက်သီးစိမ့်နှင်းငယ်နဲ့နည်းနည်းပင်နှင်းငယ်ကိုပါခပ်ပပနေထားလေးတွေလှီထားပေးလိုက်ပါမယ်ဒီနည်းနည်းပင်နေရာမှာရှောက်ရွက်ကိုကြိုက်ရင်ရှောက်ရွက်ကိုထည့်မယ်ဆိုလည်းရပါရဲ့နော်ပြီးတော့ခရမ်းချီသေးနှလုံးစာလောက်ကိုလည်းခပ်ပပနေထားလေးတွေပဲလှီထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာပစ္စည်းကတော့ဒီလောက်မစုံလည်းရပါတယ်နော်ခရမ်းချီသေးတွေပိုင်းမပါလဲတုံးလို့ရပါတယ်ရှင်ကဲပါပစ္စည်းအားလုံးလည်းလှီးပြီးဆိုလို့ရှိရင်တော့ဖြူတို့ခဏကရေစိမ်ထားတဲ့သားတူကိုပွက်ပွက်ဆူတဲ့ရေနွေးအိုးထဲမှာခဏလောက်ပြုတ်ထားပေးလိုက်ပါမယ်ဒီနေရာမှာအကြာကြီးပြုတ်ပေးစရာမလိုပေါ့နော်ဖြူတို့ရေနွေးတက်တဲ့ပုံစံမျိုးလေး10မိနစ်2မိနစ်လောက်ပြုတ်ပေးရင်တော့ရပါပြီနော်ကဲသားတူလေးတွေရပြီဆိုလို့ရှိရင်တော့ဖြူတို့ရေအေးလေးနဲ့စိတ်ချပေးလို့ရှိရင်အရေတွေအားလုံးကိုပြောင်းသွားတဲ့အထိညှစ်ထားပေးလိုက်ပါမယ်ရှင်အသားတို့ကိုဖြိုးလို့ရေဆေးပြီးရင်းညစ်ပြီးဆိုလို့ရှိရင်တော့ခုလိုချင်းတဲ့ပုံစံမျိုးလေးတွေကတ်ကြီးလေးနဲ့ပေါ့နော်ခုလိုမျိုးလေးအစင်သိညှက်ထားပေးလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့အများကြီးရတယ်ပေါ့နော်ပထမရေမစိတ်ခင်မှာအဲ့လောက်ပွားလာမယ်လို့တော့မထင်ဘူးပေါ့နော်အများကြီးရပါတယ်ရပြီးတော့ဖြိုးလို့စပြီးတော့တုပ်ပေးရန်အတွက်သုံးမပကံလေးထဲကိုညှက်ထားတဲ့အသားတို့ကိုထည့်ပေးလိုက်ပါမယ်ပြီးတော့အစင်သိလေးထားတဲ့အသေးရွက်လေးတွေကိုထည့်ပြီးတော့မြေပဲလှော်ထောင်းနှင်းငယ်ပဲအကြက်မုံနှင်းငယ်နဲ့ညှုပ်သီးကြက်မုံနှင်းငယ်ရတာအတွက်ကတော့အသားမှုံနှင်းငယ်ပြီးတော့ငံပြရင်နဲ့မကြီးမရေကိုထည့်ပေးလိုက်ပါတယ်ရှင်နောက်ဆုံးကြမှာစီချက်ရည်လေးကိုထည့်ပေးတာနဲ့အားလုံးသမတော့အောင်တုတ်သွားပေးလိုက်ပါတယ်ဒီမကြီးမဲနေရာမှာတမြသေးကိုအသုံးပြုပြီးတော့တုတ်မယ်ဆိုလည်းရပါတယ်နော်တစ်မျိုးလေးနဲ့လေးမှွေပြီးတော့စားလို့ကောင်းပါတယ်ကဲအားလုံးသမတော့အောင်ဖြူလို့နေသွားပြီလို့ရှိရင်တော့ရတာပေါ့ငံကိုတစ်ခါလေးညှိပစ်လိုက်ပါမယ်နော်ဒီနေရာမှာပေါ့ငံကိုစိတ်ကြိုက်ပြင်ပေးနိုင်ပါတယ်ဖြူတော့သူတွေကိုငံပြဲနှင်းငယ်ကိုထပ်ထပ်ပေးထားပါတယ်ရှင်ကဲအားလုံးလည်းသမပြီးတော့ရတာလည်းလုံးဝအဆင်ပြေပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်ချင်းဆက်ဆက်လေးနဲ့တစ်မျိုးလေးစားလို့ကောင်းတယ်